highlight လို့ပြောပြီးတော့အယောင်တွေကကွက်တိကွက်ကြားဖြစ်နေရဆိုရင်အရန်ရုပ်ဆိုးပါတယ်ငကိုတွေက highlight လည်းပါတယ် color လည်းရှိနေတယ်ထိတ်မှာလည်းလင်းနေတယ်အလယ်မှာလည်းပေါက်နေတယ်ဒါမျိုးတွေဆိုရင်ဒါကရုပ်ဆိုးပါတယ် color ဆိုတဲ့အခါမှာအများစုက highlight တွေထည့်ပြီးဆိုးကြပါတယ်တချို့က highlight ကိုဈေးကြီးပေးပြီးဆိုတာရှိတယ်လို့တချို့က highlight ကိုဈေးကြီးမပေးနိုင်တဲ့အခါမှာအပေါ်ရန်တွေမှာထည့်ပြီးတော့ဆိုးပါတယ် highlight ရဲ့သဘောတရားဒီဘာလဲဆိုလို့ရှိရင်သပင်ရှည်လာတဲ့အခါမှာအယောင်လည်းရှိနေမယ်သူ့ရဲ့သပင်က active ဖြစ်ပြီးလှနေဖို့အတွက်ရည်ရွယ်တာပါ highlight ဆိုနည်းတွေအများကြီးရှိပါတယ် highlight ဆိုနည်းတွေမှာအုတ်ထုပ်နဲ့ဆိုတာ cap နဲ့ဆိုတာရှိရယ် zigzag air touch stone wash balayage ombre ဆိုပြီးတော့ဆိုနည်းတွေရှိတယ်တစ်နှစ်နဲ့တစ်နှစ်မတူပါဘူးနှစ်စဉ်နှစ်တိုင်းအသစ်တွေလည်းထွက်ပါတယ်ဒါတွေကိုလိုက်မိဖို့ technique တွေ tools တွေဘယ်လိုအသုံးပြုလဲဆိုတာသိဖို့ဆိုလို့ရှိရင်သင်တန်းတက်မှရမှာပါ highlight ကိုအများစုဆိုတာကသုံးကြတာက foil အနေနဲ့သုံးကြတယ် foil အနေနဲ့အသုံးပြုပြီးဆိုတဲ့အခါမှာထိတ်ကနေစဆိုးရလားအလဲကနေဖောက်ပြီးဆိုးရမှာလားအောက်ခြေကနေပြီးတော့ဆိုးသွားတာလားဆိုတာကိုဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချနိုင်ဖို့ရွေးချယ်နိုင်ဖို့လည်းလိုအပ်ပါတယ်ကိုယ့်စီကိုလာတဲ့ customer တိုင်းက color တွေကမတူကြဘူးအဲ့ဒီအတိုင်းပဲ highlight လုပ်တဲ့အခါမှာလည်းထိတ်ကနေဖောက်ပြီးလုပ်ရတာလားအလဲကနေပြီးတော့မှဆိုးပြီးလုပ်ရတာလားဆိုတာကလည်းတယောက်နဲ့တယောက်တူကြမှာမဟုတ်ပါဘူးအဲ့တော့ကိုက highlight ကိုဘယ်လိုလုပ်ရလဲဘယ်လိုဆိုးရလဲဆိုတာကိုတေးသေးချာချာသိဖို့လိုအပ်ပါတယ်ဒီပြဿနာတွေအားလုံးဒီကာလာဘယ်အစဆိုရမလဲဆိုတာမသိတဲ့ပြဿနာတွေကြောင့်ဖြစ်တာပါအခုလို up to date ဖြစ်တဲ့ highlight ကို technical tools တွေကိုဘယ်လိုရွေးချယ်အသုံးပြုရမလဲဆိုတာကို Fancy Out Academy ကဖွင့်တဲ့ color class မှာအဓိကထားပြီးသင်ကြားပေးသွားမှာပါ color အတန်းလေးကလူကြီးကန့်သက်ထားတဲ့အတွက် register လုပ်ဖို့မမေ့ပါနဲ့နော်